UK နဲ့ပြင်သစ်နိုင်ငံလူဟာဘာကြောင့်တရားတစ်စင်းနဲ့မဆက်သွယ်ပဲဥမင်လွိုင်းကောင်းကိုပဲဖောက်လုပ်ခဲ့ကြတာလဲဆိုတာသင်သိပါသလားအင်္ဂလိပ်ရေးလက်ကြား English Channel ဟာ34ကီလိုမီတာပဲရှည်လျားတာဖြစ်ပြီးဒါဟာတရုတ်နိုင်ငံကတချို့တရားတွေထက်တောင်အများကြီးပိုတိုးနေပါသေးတယ်ဒီနေရာမှာတရားတစ်စင်းသာရှိခဲ့မယ်ဆိုရင်ပိုပြီးတော့ခန္ဓာထဲကပါနေမှာအမှန်ပဲမဟုတ်လားအင်္ဂလိပ်ရေးလက်ကြားဟာကဘာပေါ်မှာသင်းမောအသွားအလာအများဆုံးလမ်းကြောင်းတွေကတခုဖြစ်ပြီးနေ့စဉ်နေ့တိုင်းကုန်တင်သင်းမောကြီးရာပေါင်းများစွာဖြတ်တန်းသွားလာနေကြတာပါအဲ့ဒီမှာတရားကြီးတစ်စင်းစောက်လိုက်မယ်ဆိုရင်သင်းမောတွေသွားလာတာကိုပိတ်ဆို့သလိုဖြစ်သွားနိုင်သလိုသင်းမောတွေဖြတ်တန်းသွားလာနိုင်ဖို့အတွက်တရားထိုင်မျိုးကိုအမြင့်ကြီးစောက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုလုပ်မယ်ဆိုရင်တီဆောက်ရဲကုန်ကြစီတွေကအလွန်အမင်းမြင့်မားသွားမယ်အပြင်အန်ဒီရဲလည်းအများများလာပါတယ်ဒါအပြင်ဒီနေရာမှာတစ်ခုနဲ့တစ်ခုရိုက်ခတ်နေတဲ့ပြင်းထန်တဲ့ပင်လယ်ရေစီးကြောင်းတွေစိုးရွားတဲ့ရာသီဥတုပြင်းထန်တဲ့မုန်တိုင်းတွေဒီရေအကြက်အကြားနဲ့ကိုရှိကကားကိုတောင်မမြင်ဟနိုင်လောက်အောင်ထူးထပ်တဲ့မြူနွင်းတွေရှိနေတာကိုလည်းထည့်သွင်းစဉ်းစားရအောင်ပါမှာဥမင်လွိုင်းကောင်းကတော့ပိုပြီးတည်ငြိမ်မှုရှိတယ်ရာသီဥတုတန်ကိုလည်းတိတ်မခံရဘူးမုန်တိုင်းတွေဒါမှမဟုတ်တင်းမော့တွေနဲ့တိုက်မိမှာကိုလည်းစိုးရိမ်စရာမလိုတဲ့အတွက်အကောင်းဆုံးဖြည့်ရှင်းချက်ထင်နေတာမှာ1994ခုနှစ်မှာဥမင်လွိုင်းကောင်းတည်ဆောက်မှုပြီးစီးခဲ့တဲ့အချိန်မှာကုန်ကျစရိတ်ကပေါင်ဘီလီယံ9လောက်ပဲရှိခဲ့ပါတယ်။အကယ်၍အဲ့ဒီအချိန်မှာတရားသာဆောက်ခဲ့ပြီဆိုရင်ခန့်မှန်းခြေကုန်ကျစရိတ်ကပေါင်ဘီလီယံ20အထိရှိသွားနိုင်တာဖြစ်ပါတယ်။